အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒုတိမောင်နိုင်ဆိုတဲ့ official ဆိုတဲ့ YouTube channel လေးကနေအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီဗီဒီယိုပိုင်း live ကိုကြည့်နေတဲ့လူတွေကနှလုံးကြောင့်အရှုံးနာနေပါတယ်ဒုတိကြောင့်ကျွန်တော်တို့အစစ်မပြေဘူးမရကြသေးဘူးမပေါက်ကြသေးဘူးကျွန်တော်တို့တနေ့လာအင်္ဂါနှစ်ရက်စာအတိုင်းတာထွက်သွားပြီကျွန်တော်တို့တစ်ချိန်မှမရသေးဘူးတစ်ချိန်မှမပေါက်သေးဘူးဆိုတဲ့မိတ်ဆွေတွေအားလုံးကိုအဓိကရည်ရွယ်တာဖြစ်တယ်အဲ့တော့ကြောင့်မလို့ကိုကတော့အမြဲရနေတယ်ကိုကအဆင်ပြေနေတယ်နော်ကဏ္ဍနေတဲ့နေတိုင်းပေါက်နေတယ်ဆိုတော့ဆရာကြီးတွေကတော့ကြော်သွားလို့ရပါတယ်နော်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲဒီနေ့အင်္ဂါနေ့မှာဆိုရင်မနက်ပိုင်း3ခွန်ညနေပိုင်းကျွန်တော်တို့တွေဗာလဲ8-5လုံးဝမနက်ကောညရောကျွန်တော်တနေ့ကုန်စာတင်ပေးခဲ့တာလုံးမိုင်ပတ်သီးရောကျွန်တော်တို့အကွက်ကောအကုန်လုံးအောင်မြင်ပါတယ်နော်ကျွန်တော်တို့အကွက်လဲအောင်မြင်တယ်လုံးမိုင်ပတ်သီးလဲကျွန်တော်တို့အောင်မြင်တယ်ပေါက်ကြီးရာကြီးလေးတွေကိုရင်ကုန်စိတ်လို့သားဆိုတာမိတ်ဆွေများအားလုံးဘက်ကနေပြီးတော့ကွန်မန့်လေးတွေမှာမတ်ပေးကြမယ်လို့တော့ကျွန်တော်ကတော့မျှော်လင့်တယ်ဟုတ်လားနော်မိတ်ဆွေများအားလုံးပဲမတ်ပေးကြမယ်လို့ထင်နေပဲဘာလို့လဲဆိုတော့မနက်ပိုင်း3ခွက်သီးလဲ2သီးသားအောင်မြင်တယ်ညနေပိုင်းကျွန်တော်တို့8-5ဆိုတဲ့ကဏ္ဍသီးလဲလုံးဝ2သီးသားအောင်မြင်တယ်ဗျမိတ်ဆွေများအားလုံးကိုဒီလိုကဏ္ဍကောင်းလေးတွေကိုကျွန်တော်ဒီ channel လေးမှာဒီတစ်ပတ်တင်ဆက်ပေးနေတာကိုသိရမြင်တဲ့မိတ်ဆွေတွေအားလုံးရှိသလိုမသိမမြင်တဲ့မိတ်ဆွေတွေအားလုံးရှိတယ်အဲ့တော့ကြောင့်မလို့သိတဲ့မြင်တဲ့မိတ်ဆွေအကုန်မညီကောင်မောင်နှမတွေအားလုံးဘက်ကနေကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုတယောက်တစ်ချက်စီ share ရင်းလေးတွေလုပ်ပေးပါเนาะကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုမျှဝေမှုလေးတွေပြုလုပ်ပြီးတော့ကျွန်တော်ကိုတယောက်နဲ့တယောက်ချစ်ရှင်းလေးတွေနဲ့ပဲကျွန်တော်တို့တွားရမယ်ဗျာဟုတ်လားမနက်ဖြန်ဗုဒ္ဓဘူးနဲ့တနေ့ကုန်သားမှာလည်းဒီလိုမျိုးမနှက်ညရအောင်ပေါ့အောင်ကျွန်တော်ဘက်ကအကောင်းဆုံးလုပ်ပေးထားတယ်အကောင်းဆုံးရည်ရွယ်ထားတဲ့ကဏ္ဍလေးတွေကိုမိတ်ဆွေများအားလုံးကိုပေးသွားပေးမှာဖြစ်တယ်ချပြပေးသွားမှာဖြစ်တယ်အခုဗီဒီယိုပိုင်းလေးကိုလိုက်လက်မလေးမနေ့ရသေးတဲ့ညီကိုမောင်နှမတွေအားလုံးရှိမှဆိုရင်လိုက်လက်မလေးတွေနှိပ်ပေးပါ channel ကို subscribe မနေ့ရသေးတဲ့ညီကိုမောင်နှမတွေရှိမှဆိုရင် channel လေးကိုအဓိကအနေနဲ့ subscribe လေးနှိပ်ပြီးကိုညီအားပေးဝင်ရကြပါအောင်ဗျနော်ဒီတစ်ပတ်မှာတနင်္လာနေ့မနက်ညအောင်မြင်တယ်အင်္ဂါနေ့မနက်ညအောင်မြင်တယ်ဟုတ်ပြီနော်ကျွန်တော်တို့ဗုဒ္ဓဘူးနဲ့မနက်ညဆက်ပြီးအောင်မြင်အောင်ကျွန်တော်အကောင်းဆုံးလုပ်ပေးထားတယ်မနက်ဘက်ကမှာတကွက်တဲ့ကနန်းကိုထိုးရဲမှာထိုးတခါလည်းပြောပြီးသားထိုးရဲမှာထိုးဒီနေ့မှဆိုရင်မနက်ပိုင်းမှာကျွန်တော်ကတနေ့ကုန်စာကိုခွန်ပတ်ဒီ9ပတ်ဒီဟုတ်လားနော်ခွန်ပတ်ဒီ9ပတ်ဒီပေးတယ်မနက်ပိုင်းမှာ3ခွန်အကွက်လဲထွက်တယ်ခွန်လဲထွက်တယ်ညနေပိုင်းမှာကျွန်တော်ကတနေ့ကုန်စာအတွက်ပေးထားတာ9တလုံးနဲ့98ဆိုတဲ့ကဏ္ဍကပပြီးသားနော်98ဆိုတဲ့ကဏ္ဍအထူးမိန်းထဲမှာပပြီးသားမိတ်ဆွေများအားလုံးပဲ live ကိုပြန်ကြည့်လိုက်နော်အထူးမိန်းထဲမှာပပြီးသားထပ်အောင်မြင်တယ်နော်တနေ့ကုန်စာရွေးပြတာတလုံးပိုင်းပတ်တီးလဲအောင်မြင်သလိုတကွက်တဲ့ကဏ္ဍလည်းထပ်ပြီးအောင်မြင်တယ်ဒီထက်ရတာမရတာမပေါက်တာတော့နော်ကျွန်တော်လည်းမတတ်နိုင်ဟုတ်ပြီလားမနက်ဘက်ကမှယုံကြည်သောမိတ်ဆွေများပိုင်နိုင်ထိုးကျင်တယ်ဆိုတဲ့မိတ်ဆွေများအကိုမများအားလုံးပဲနော်ဟောဒီလိုလက်စုပ်လက်ကင်ပြဖို့တလုံးပိုင်းပတ်တီးပေးမယ်ညနေပိုင်းကျွန်တော်တို့ဘလို့ကဏ္ဍမျိုးလေးတွေအားကောင်းမလဲဘလို့ကဏ္ဍမျိုးလေးတွေလာနိုင်ရရှိလဲဆိုတာ like ကိုအစားဆုံးကြည့်မှသိမယ်ကျွန်တော်တို့ကအခုမှဒီ channel က channel အသစ်ပြန်လည်ပြီး run ရတာကိုတိုင်းကိုသိတဲ့မိတ်ဆွေတွေရှိသလိုမသိတဲ့မိတ်ဆွေတွေလည်းရှိမှာပဲနော်သိတဲ့မြင်တဲ့မိတ်ဆွေတွေများကြားတဲ့မိတ်ဆွေများအားလုံးပဲတစ်ဖက်ကိုဘလောက်နှုံထားပေါက်လဲဘလောက်နှုံထားရလဲဆိုတာလည်းအားလုံးအကျိုးခံစား권နေနဲ့သိပြီးသားအခုမှမြင်တဲ့အခုမှတွေ့တဲ့မိတ်ဆွေတွေအားလုံးကိုအဓိကပြောချင်တာဒီမိတ်ဆွေများအားလုံးပဲယုံကြည်နဲ့လက်တွဲယုံကြည်ခရီးရောက်ပါတယ်မရှိသောစကားမပြောပါနဲ့မရှိသောအကြောင်းအရာကိုဗဇက်ကနှုတ်ကတဖွာဖွာမပြောပါနဲ့ဗျအဲ့ဒါဆိုရင်မိတ်ဆွေများအားလုံးပဲဘယ်တော့မှအဆင်ပြေမှာမဟုတ်ကိုကမရှိဘူးမရဘူးမပေါက်ဘူးအမြဲတမ်းပြောနေလေအဲ့လိုဒီမပေါက်ဘူးဗျနော်အဆင်မပြေဘူးစီးပွားရေးဒီလည်းအဆင်ပြေတဲ့တော့အဆင်မပြေဘူးနော်ကျွန်တော်တို့လည်းတက်အပ်သိနေတယ်ဆိုရင်တော့ခုနှစ်သားသမီးတွေအားလုံးကိုကျွန်တော်ထမေချောင်းစီမောင်းတီလှူလို့ရအောင်လို့ကျွန်တော်တကွက်တည်းပေးပလိုက်ရှင်တာပေါ့ဗျာဟုတ်တယ်မလားနော်ကျွန်တော်တို့ကိုယ်တိုင်လည်းတက်အကြီးမသိဘူး site တွေကနေပြီးတော့သုံးသပ်ပြီးတော့မှရရှိလာတဲ့ခဏပိုင်နိုင်တဲ့ခဏလေးကိုကျွန်တော်တို့ကပေးတာဟုတ်လားနော်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အမှားမှန်တော့ရှိမှာပဲမိတ်ဆွေများအားလုံးပဲယုံကြည်မှုတည်တာအဓိကပါယုံကြည်မှုတည်တာအားထားရပါအကူမတွေဒါလေးတော့ကျွန်တော်တခုမေတ္တာရခံပြောချင်ပါတယ်နော်ကဲဟုတ်ပြီဒါဆိုညီကိုမိတ်ဆွေများအားလုံးပဲတေချာလေးမှတ်ပေးပါကျွန်တော်တို့မနက်ဖြန်18ရက်12လ2025
ကျွန်တော်ဗုဒ္ဓဟူးနေ့တဏီကုံစာအတွက်ကျွန်တော်အကြိုက်ဆုံးဝမ်းချိတ်မှန်ပတ်တီဒီ3ညပိုင်း3ညပတ်တီ3ပိုင်း3ပတ်တီဖြစ်ပါတယ်မိတ်ဆွေများ3ညပိုင်း3ညပတ်တီ3ပိုင်း3ပတ်တီပါ3ညနဲ့ပတ်သက်လို့ထိုးရမယ်အထူးမိန်ကနန်းလေးတွေကိုပြောပြပါမယ်3ညနဲ့ပတ်သက်ထိုးရမယ်အထူးမိန်ကနန်းလေးတွေဒီ3ည4 3ည9 3ည3ည4 3ည9 3ည1 3ည6 3ည4 3ည9 3ည10 3ည11 3ည12 3ည13 3ည14 3ည15 3ည16 3ည17 3ည18 3ည19 3ည20 3ည21 3ည22 3ည23 3ည24 3ည25 3ည26 3ည27 3ည28 3ည29 3ည30 3ည31 3ည32 3ည33 3ည34 3ည35 3ည36 3ည37 3ည38 3ည39 3ည40 3ည41 3ည42 3ည43 3ည44 3ည45 3ည46 3ည47 3ည48 3ည49 3ည50 3ည51 3ည52 3ည53 3ည54 3ည55 3ည56 3ည57 3ည58 3ည59 3ည60 3ည61 3ည62 3ည63 3ည64 3ည65 3ည66 3ည67 3ည68 3ည69 3ည70 3ည71 3ည72 3ည73 3ည74 3ည75 3ည76 3ည77 3ည78 3ည79 3ည80 3ည81 3ည82 3ည83 3ည84 3ည85 3ည86 3ည87 3ည88 3ည89 3ည90 3ည91 3ည92 3ည93 3ည94 3ည95 3ည96 3ည97 3ည98 3ည99 3
ဖြစ်ပါတယ်ကျွန်တော်တို့3နဲ့ပတ်သက်ရင်31 34 39 36ဖြစ်ပါတယ်ဒါအထူးမိတ်မှာ3နဲ့ပတ်သက်ရင်31 34 39 36ကျွန်တော်တို့3ညနဲ့ပတ်သက်ရင်31 34 39 36ဒါလေးတွေပဲထိုးပါတနေကုန်စာမှာကျွန်တော်အကြိုက်ဆုံးအကျွေးချစ်ပတ်တီတစ်လုံးနဲ့ကျွန်တော်ထုတ်ပေးပါမယ်အကျွေးချစ်ပတ်တီအနေနဲ့ကျွန်တော်3ညတစ်လုံးနဲ့ကိုရွေးချယ်ပေးခြင်းပါတယ်တကွက်တည်းထိုးခြင်းနဲ့ဆိုရင်3ည4တကွက်တည်းကိုထိုးပါနော်3ညလုံးနဲ့ရွေးချယ်ပေးပြရသည်3ည4ဆိုရင်ကနန်းတကွက်တည်းကိုထိုးပါတကယ်ဒါဆိုရင်မိတ်ဆွေများအားလုံးပဲအဆင်ပြေပါစေအားလုံးပဲ lucky ဖြစ်ပါစေကံကောင်းပါစေမနက်မှဒိုင်းကြီးမှာငွေထုတ်နိုင်တဲ့မိတ်ဆွေများအားလုံးပဲဖြစ်ပါစေမနက်ညဆက်လက်အောင်မြင်ပါစေဗျအားလုံးပဲပေါ့ပိုင်ပါအားလုံးချစ်ပါရနော်